တကဘာသားတွေအပင်ငယ်မှလုံမြောက်ဖို့အတွက်တရားရဲ့သားတို့ဒီချိန်ခါမှမွေးဖွားလာခဲ့ပြီဒီကဘာတကဘာသားတွေအပင်ငယ်မှလုံမြောက်ဖို့အတွက်တရား